ပွဲလို့ခေါ်တယ် IGCSE ဆောင်ပွဲပေါ့နော်အဲ့ဒီအောင်ကျမတို့က scholarship ပေးတယ်ပညာထူးခြားဒီပေါ့နော်ပညာသင်ဆုပေါ့နော်ကျမတို့ရဲ့အဖွဲ့အစည်းကနေကျမတို့ပေးတယ်ဆိုတော့ကျမတို့အဲ့စပိုင်းမှာကကျမတို့ကတကယ်တမ်းကျတော့အရောက်30ပေးဖို့ဟုတ်တယ်ဒါပေမဲ့ပေါ့နော်ကျမတို့ရှိမှာ fan အပေါ်ရှိလာတဲ့အခါမှာကျမတို့အယောက်40ချင်းကချင်ပါကစ္စတန်အများကြီးပေါ့နော်အီရန်ဆီးရီးယားအများကြီးဒုက္ခတွေဒီလူငယ်အထက်တန်းကျောင်းလူငယ်တွေကိုကျမတို့အယောက်40ဒီကျမတို့ sponsor လုပ်ပေးခဲ့နိုင်တယ်ပေါ့နော်သူတို့အယောက်40လုံးရဲ့ဆောင်ပွဲကြီးကိုကျမတို့ဒီ Refugee Youth Network ကနေပြီးမှကျမတို့ sponsor ထောက်ပံ့ပေးခဲ့တယ်ပြီးတဲ့အခါမှာကျမတို့ဘာတွေလုပ်သေးလဲဆိုတော့ကျွန်တော် program တွေတော့အများကြီးလုပ်တယ်ပေါ့နော်ဆိုကချင်တွေကကချင်လူငယ်တွေကလည်းအခုလိုမျိုးပဲဒီစီဝါ OM တွေသူတို့ကဘာလုပ်လဲသူတို့ youth မှာသွားပြီးမှဟို well being ပေါ့နော်ဒီစိတ်ပိုင်းဆိုင်ရာဒီကိုယ့်ရဲ့အတင်းတော်ထဲမှာပဲဖြစ်ဖြစ်အဖွဲ့အစည်းထဲမှာပဲဥဆောင်နေတဲ့လူငယ်တွေသူတို့ကစုပြီးမှသူတို့ကစိတ်ပိုင်းဆိုင်ရာကျန်းမာရေးဆိုမှသူတို့ကခေါ်ထားတယ်ပေါ့နော်အဲ့ဒီမှာလည်းကျွန်တော်တို့က sponsor လုပ်ပေးခဲ့တယ်ဆိုတာက C1 OM ရဲ့ key စင်ပေါ့နော်ဆိုတော့ဒီလူငယ်တွေဒုက္ခတွေလူငယ်တွေကကျွန်တော်တို့မလေးရှားမှာနေရတဲ့ခါမှာကမရှင်ရဲကြောက်ရတယ်အလုပ်လုပ်တဲ့ခါမှာအဆင်မပြေတာအများကြီးရှိတယ်ပေါ့နော်စိတ်ဖိစိတ်ပိုင်းဆိုင်ရာမှာဆိုတော့ဒီမျိုးခရီးသက်ချင်အားဖြင့်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာဖြေဖြောက်လို့ရတယ်ကိုယ့်ရဲ့အခက်အခဲတွေကိုဖြေဖြောက်လို့ရတယ်ဆိုတော့ရည်ရွယ်ချက်နဲ့ပေါ့နော်ကျမတို့ကဒီအစီအစဉ်ကိုလုပ်ခဲ့တာဖြစ်တယ်ဆိုတော့ကျမတို့ဆရာတို့ကိုမေးတယ်ပေါ့နော်ဘာလို့ချင်လဲလို့ပြောတဲ့ခါမှာသူတို့က31ရက်နေ့မှာတဲ့ဒီပေါ့နော်မလာကာမှာခီးသွားချင်တယ်ဆိုတော့ဟုတ်ပြီဆိုမှကျမတို့ funding budget တွေချတာပေါ့နော်ချမှာကျမတို့တရားလုပ်ခဲ့တာ3လလောက်ရှိပြီပေါ့နော်ဒီအောင်စီစဉ်ခဲ့တာဒီနေ့တော့အောင်ပြီဆိုတော့ဖြစ်တော့ကျွန်တော်တွေ့ရတဲ့ခါမှာတကယ်ပဲအရန်ဝမ်းသာတယ်လို့ဆိုတော့ကျွန်မအချက်ကတော့ကျွန်မဒီ asylum access မှာအလုပ်လုပ်တာဒီကကျွန်မရဲ့ last project ဖြစ်တယ်ဆိုတော့နောက်တစ်ပတ်ကကျွန်မရဲ့နောက်ဆုံးနေ့ပေါ့နော်ဒီမှာဆိုဆက်ပြီးမှမလုပ်တော့ဘူးဒါပေမဲ့လည်း CYOM အနေနဲ့ပေါ့နော် future မှာအနာဂတ်မှာတကယ်လို့ကိုကနေဒီမှာcapacity building တွေလုပ်ချင်တယ်တင်တန်းတွေလုပ်ချင်တယ်ဆိုလို့ရှိရင် proposal ရေးပြီးမှ asylum access ကိုတင်ပေးလို့ရပါတယ်လို့တင်လို့ရတယ်ပေါ့နော်ဒီဆရာရှင်မှာ Hassan ကျွန်တော်ရဲ့ဒီ supervisor ပေါ့နော်သူရဲ့ contact ရှိတယ်ဆိုတော့အဲ့ email ကနေဒီမှာဒီစင်သူတို့ကိုပို့လို့ရတယ်ကျွန်တော်ချင်းလူငယ်တွေနဲ့ဒီလိုမျိုးတင်တန်းတွေကျွန်တော်လုပ်ချင်တယ်ဒီချင်းလူငယ်တွေရဲ့တိုးတက်မှုတွေတန်မျိုးတွေလုပ်ချင်တယ်ဆိုပြီးမှတင်လို့ရတယ်ဒီလမ်းတွေကိုရှာလို့ရတယ်ပေါ့နော်ကျွန်တော်တို့ farm တွေပတ်စံတွေကိုကျွန်တော်တို့အနေနဲ့ရှာပြီးမှလုပ်လို့ရတယ်လို့ဒါကြောင့်မို့ကျွန်မအနေနဲ့ဒီ organization နဲ့အတူမရှိတော့ရင်လည်းနောက်ပိုင်းမှာပေါ့နော် asylum access ကိုအချိန်ကြီးချင်းကပ်လို့ရတယ်ဒီမှာဆရာ James လည်းရှိရပေါ့နော်သူ connection တွေရှိရပေါ့နော်ဆရာ James မှာဖြစ်တော့လည်းကောင်းဆရာ John အားဖြစ်တော့လည်းကောင်း asylum access ကိုဆက်သွယ်ပြီးမှဟိုဘာလိုမျိုးတင်တန်းတွေလုပ်ချင်တယ်ဘလို့လူငယ်တွေရဲ့ဖွံ့ဖြိုးမှုနဲ့ပညာရေးတွေကိုဘလို့လုပ်ချင်လဲဆိုတာကိုဆက်သွယ်ပြီးမှဆွေးနွေးတိုင်ပင်လို့ရတယ်ဆိုတဲ့အကြောင်းကိုကျွန်မပြောရင်းနဲ့ဒီကုန်းချုပ်ချင်ပါတယ်လို့အားလုံးကျေးဇူးတင်ပါတယ်Okay ပါအခုကျေးဇူးတင်စကားမှာစကားပြီးတော့ရှင်တော့ဆရာမလုံးကလည်းပတ်သက်ပြီးတော့ဆင်ပြပေးတယ်ဆရာမဝတ်ထုပဲကျေးဇူးတင်စီကြောင်းပြောကြားလိုပါတယ်ကျွန်တော်တို့အားလုံးကျေးဇူးတင်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနေ့အစားတော့အတွက်ရောပြီးတော့ရှင်တော့တနေ့ဒါပေါ့နော်ကျွန်တော်ရှောက်ရရမယ်ဒီမှာကောင်းကောင်းပဲပေါ့နော်ကျွန်တော်အစီလုံးချနိုင်ဖို့အတွက်ဒီဆရာထောင်းပန်းကပေါ့နော်ကျွန်တော်တို့စုပေါင်းပေးမှာဖြစ်တယ်ပေါ့နော်ပြီးတော့ရှင်တော့ဆက်လက်ပြီးတော့အချင်းကိုသုံးဆောင်မှာဖြစ်ပါတယ်ဆရာထောင်းကောင်းဖြစ်ပေါ်ပါတယ်เราจะแค่มีให้กันตอนนั้นหลังจากกันเรียนจังจังก็ดังเที่ยวมากนะฮะกันเรียนไปกันเที่ยวจังก็ดังเที่ยวเที่ยวจังมาไปก็ซึ่งปีดาเรียนนี่ขั้นที่เราจะเสนอกันก็จะเสนอมันก็จะเริ่มจากบอกUpin akan tutup kembang kekasian rencana berupa Malaysia ini lagi minauha kan sama tani nama akan mempunyai acara berupa nama som silau berupa nama ini kan pekmi kesua zong ini sonlai kan kan dikika berupa nama ini akan mempunyai berupa nama yang terlalu nak berupa kan din song berupa kan soal sana sisi berupa nihin sunita berupa nang Manilang nakan kuilan lain sa berupa natian kerau lang koi na in berupa nihin ni jana berupa can kan nakan zai song dia di negutian san bu ni kampuji supreme bo chan ini sinata kan jam kan dia kan kian amen